ခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာအသုံးပြုတယ် see look အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးကကြတော့လေကျွန်တော်တို့တခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာအသုံးပြုတယ် see look โอเคအဲ့ဒီနှစ်ခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်သူတို့နှစ်ခုကလေအသုံးပြုပုံကစင်တူတူတော့ဖြစ်ပါတယ်ရှင်ဒါပေမဲ့အနည်းငယ်လေးတော့ကွဲပြားချက်ရှိပါတယ်နော်โอเคအဲ့တော့အရင်ဆုံးကျွန်တော်တို့ sing โอเคသူရဲ့အဓိပ္ပာယ်ကကြတော့တခုခုဖြစ်ပုံရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အဲ့တော့သူကဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်တို့ရေဘူးရပေါ့နော်ထင်မြင်ယူဆချက်တွေပေါ့နော်တခုခုဖြစ်ပုံရတယ်ဆိုပြီးတော့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်အသုံးပြုပါတယ်ရှင်သူကကြတော့လေကျွန်တော်တို့မြင်တာတခုတည်းတည်းမဟုတ်တော့ဘူးနော်သူကကျွန်တော်တို့စိတ်ကူးနဲ့ပေါ့နော်စဉ်းစားတာနောက်ခံစားတာအဲ့ဒီအချက်လက်တွေပါဝင်ပါတယ်နော်ပြောရမယ်ဆိုလို့ရှိရင်သူကလေကျွန်တော်တို့စိတ်ခံစားချက်နဲ့ပို့ပြီးတော့သက်ဆိုင်တဲ့ပုံစံလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ structure အရဆိုလို့ရှိရင် sing plus adjective ဒါမှမဟုတ်ရှင် sing plus to plus base verb ကျွန်တော် base verb ဆိုတာ verb 1ကိုပြောတာဖြစ်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် she seems tired သူမကပင်ပန်းနေပုံပဲနော်တဲ့အဲ့တော့ဆိုလိုတာတော့သူမစကားပြောတဲ့ပုံစံတွေကလေးလံနေတယ်ပေါ့ပင်ပန်းတဲ့ပုံစံပေါက်ချင်ပေါက်နေမယ်ပေါ့နော်သူရဲ့စိတ်ကူးထဲမှာဒါသူမပင်ပန်းနေတဲ့ပုံပဲလို့သူထင်လိုက်တာပေါ့နော်အဲ့လိုနေရာမှာဆိုလို့ရှိရင် sing ကိုသုံးပါတယ်နော် okay နောက်ထပ်ကျွန်တော်တို့ဥပမာအနေနဲ့ဆိုလို့ရှိရင် he seems to like your idea သူကလေမင်းရဲ့စိတ်ကူး idea ကိုကြိုက်တဲ့ပုံပဲနော်တဲ့ okay ဒါပေမဲ့သူကဒါသူ့ရဲ့ထင်မြင်ယူဆချက်ကိုပဲပြောတာဖြစ်ပါတယ်နော် okay အဲ့လိုမျိုးနေရာတွေမှာတခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က sing ကိုသုံးပါတယ်နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ look okay သူ့ရဲ့အဓိပ္ပာယ်ကကြတော့လေကြည့်ရတာတခုခုဖြစ်ပုံရတယ်ဆိုပြီးတော့ဗောနော်ပြောချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ရှင့်အဓိကတော့သူကဗောနော်ကျွန်တော်ကိုမြင်တွေ့ရတဲ့ပုံစံအရာတခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်အခုဒီ look ကိုသုံးတာဖြစ်ပါတယ်ရှင့်တော့ကျွန်တော်တို့ဆိုလိုတာတော့ဒီ visual appearance ပေါ့ကိုမြင်တွေ့ရတဲ့ပုံစံတိုင်းပေါ့နော်တခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်အခုဒီ look ကိုသုံးတာဖြစ်ပါတယ်နော် okay သူရဲ့ structure ရဆိုလို့ရှိရင်ကျွန်တော်တို့က look plus adjective okay ဥပမာနဲ့ဆိုလို့ရှိရင်she looks tired အဓိပ္ပာယ်ကတော့သူမကြည့်ရတာပင်ပန်းနေပုံပဲတဲ့သူကမျက်စိအမြင်ပုံမှန်မြင်ရတဲ့ပုံစံကသူပင်ပန်းတဲ့ပုံစံဖြစ်နေတယ်ပေါ့ဥပမာပေါ့မောနေမယ်ဖြူဖြော့နေမယ်ပေါ့နောက်ခုန sing နဲ့တော့အဲ့ဒီပုံစံလေးနည်းနည်းကွာပါတယ်နော် okay နောက်ထပ်ဥပမာအနေနဲ့ဆိုလို့ရှိရင် he looks happy today သူ့ကိုကြည့်ရတာဒီနေ့ပျော်နေပုံပဲနော်တဲ့ okay နော်သူကဆိုတော့မျက်နှာအတွင်းပြင်မှာတော့အမူအရာတွေမှာရောပေါ့နော်ပျော်တဲ့ပုံစံလေးဖြစ်နေတယ်ပေါ့နော် okay နောက်ထပ်ဥပမာအနေနဲ့ဆိုလို့ရှိရင်The food looks delicious အစားအစာကြည့်ရတာလေစားချင်စရာကောင်းမဲ့ပုံပဲနော်တဲ့စားကောင်းမဲ့ပုံပဲပေါ့နော်အဓိပ္ပာယ်ကတော့အဲ့တော့ဟိုစားတော့စားမကြည့်ရသေးဘူးဒါပေမဲ့သူ့ရဲ့ပြင်ဆင်ပုံနော်ကိုမြင်ရတဲ့ပုံစံရတာစားကောင်းမဲ့ပုံစံလေးဖြစ်နေတာပေါ့နော် okay အဲ့တော့တခုခုကိုကြည့်ရတာဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုရင်ကျတော့ကျွန်တော်တို့က look ကိုသုံးတာဖြစ်ပါတယ်ရှင့် okay နော်ဒီ look ကကျတော့ခုန sing နဲ့ဘာမတူဘူးလဲဆိုတော့ तू ကမျက်မြင်ပေါ့ကိုကဆိုတော့မြင်တွေ့တဲ့ပုံစံရတခုခုဖြစ်ပုံရတယ်ဆိုတဲ့ပုံစံလေးဖြစ်သွားပါတယ်နော် okay အဲ့တော့ကျွန်တော်တို့ sing look ကိုပြပုံလေးကိုရှင်းသွားပြီထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင့်